အားလုံးပဲမင်္ဂလာပါဒီနေ့ how to browse the internet part 1ကိုsharing လုပ်ပေးပါမယ်ရည်ရွယ်တာကတော့ primary student grade 4 year 4 level နဲ့အထက်ကလေးများကိုရည်ရွယ်ပြီးတော့ဒီသင်ခန်းစာလေးကို sharing လုပ်တာဖြစ်ပါတယ်internet ကို browse လုပ်ဖို့အတွက်မလုပ်ခင်မှာသိထားတဲ့အကြောင်းအရာလေးတွေကိုအရင်ဆုံးပြောပြပေးမယ်အဲ့တော့တစ်နေ့တာကို online ကိုအသုံးပြုနေတဲ့ user တွေဘယ်လောက်ရှိတယ်လို့ထင်ပါတယ်လဲဒါကတော့ Google မှာတွေ့ရှိထားတဲ့ရှာဖွေတွေ့ရှိထားတဲ့အချက်အလက်တွေအရနေ့စဉ်user ပေါင်း online အသုံးပြုနေတဲ့ user ပေါင်းဟာ6 billion ကျော်ရှိပါတယ်။ဒါဆိုရင်တစ်ကမ္ဘာလုံးဆိုင်ရာလူဦးရေဆိုလို့ရှိရင် 73% ကျော်ရှိတယ်။အဲ့တော့ Google တစ်ခုတည်းကကိုပဲတနေ့ဒီ user တွေက internet user တွေက query လုပ်တဲ့ information ကိုအလုပ်ပေးနေရတာဆိုလို့ရှိရင်8 to 9 billion ကြားမှာရှိပါတယ်အဲ့တော့ internet ကဘာလဲဆိုတာကိုကလေးတို့သိကြလား internet ဆိုတာကမ္ဘာပေါ်မှာရှိတဲ့ကွန်ပျူတာ network ပေါင်းများစွာကိုဆက်သွယ်ထားတဲ့ network ကြီးတစ်ခုဖြစ်တယ်ဆိုရမယ်ဆိုရင်ကမ္ဘာကြီးတစ်ခုလုံးကိုဆက်သွယ်ပြီးတဲ့ကြီးမားတဲ့လမ်းကြောင်းကြီးတစ်ခုနဲ့တူတယ်အဲ့တော့မိမိအိမ်ထဲကနေတခြားနိုင်ငံတွေတခြားသူတွေသတင်းချက်လက်တွေကိုဒီကနေတဆင့်ချက်ချင်းရနိုင်တယ်အဲ့တော့ဒီ internet ကြီးရာဆိုရင်ကလေးတို့အတွက်ကြီးမားတဲ့စာကြည့်တိုက်ကြီးတစ်ခုနဲ့လည်းအလားတန်တူတယ်သူ့ရှိမှာစာအုပ်တန်းပေါင်းများစွာရှိတယ်ကိုဖတ်ချင်တဲ့စာအုပ်တွေသတင်းချက်လက်တွေဘဝတုဒ္ဒတွေဂိမ်းတွေရရှိနိုင်တယ်ကလေးတို့အတွက်ပြောရှင်းစရာ playground တစ်ခုနဲ့လည်းတူတယ်မိမိအတွက်ဂိမ်းတွေကာတွန်းတွေသချင်းတွေကို internet ကနေနားထောင်နိုင်တယ် fun activity တွေပြုလုပ်နိုင်တယ်အဲ့တော့ဒီ internet ကြီးရာဆိုလို့ရှိရင်ကိုယ့်အတွက် hidden လုပ်ထားတဲ့ treasure map ကြီးနဲ့လည်းတူပါတယ်အဲ့တော့ internet က magic window ကြီးတစ်ခုနဲ့တူတယ်ကိုမမြင်ဘူးတဲ့နေရာတွေကိုတွေ့ရတယ်ကိုမရောက်ဘူးတဲ့နေရာတွေကိုမြင်ရတယ်မမြင်ဘူးတဲ့လူမျိုးတွေမြင်ရတယ်အပင်တွေမြင်ရမယ်တိရစ္ဆာန်တွေကိုမြင်ရတယ် internet ဆိုတာဘာလဲသိသွားပြီဆိုရင်နောက် internet ကိုဘယ်လို browse လုပ်ကြလဲ internet ကို web browser ကနေတဆင့် browse လုပ်ပြီးတော့သုံးရတယ်အဲ့တော့ web browser ဆိုတာ internet ကိုဝင်ဖို့အတွက်သုံးဖို့အတွက်တကားတစ်ချက်နဲ့တူတယ်အိမ်မှာအိမ်တကားကိုဖွင့်လိုက်ရင်အိမ်အတွင်းထဲကိုရောက်သွားတယ်လို့မျိုးအလားတန်ပုံစံတူတယ်အဲ့တော့ web browser တွေဘာတွေရှိသလဲဆိုတာဆက်ပြောပြပါမယ်ဒီပုံမှာတွေ့ရတာတွေကတော့ web browser တွေဖြစ်တယ်အသုံးများတာကတော့ကလေးတို့ Google ကိုသိကြလိမ့်မယ် Google ကတဆင့်Google web browser ကိုသုံးပြီးတော့ချက်လက်တွေရှာကြတယ်နောက် Microsoft Edge သုံးရတယ်နောက် Firefox Safari ဒါတွေသုံးကြတယ်ကလေးတို့မသိတာခေတ်တွေကိုသိမှာမဟုတ်ဘူး DuckDuckGo ဆိုတာသိမှာမဟုတ်ဘူးဒီကတဲတို့ DuckDuckGo ဆိုတာကကလေးတွေအတွက်လုပ်ထားတဲ့ဒီ web browser တွေဖြစ်ပါတယ် search engine ကြောင့်ဆက်ပြောမယ် web browser အနေနဲ့တဆင့်လိုချင်တဲ့ပုံတစ်ခုကို typing လုပ်ပြီးတော့ရှာလိုက်တယ်ဖာပီတော့၎င်း cat ပေါ့နော်အဲ့လိုရှာလိုက်ရင်နောက်ွယ်ကနေသူ့ရဲ့ search engine ကနေပြီးတော့လိုချင်တဲ့ပုံလေးတွေသချင်းလေးတွေစသည်ကိုရှာပေးနေတယ်အဲ့တော့အဲ့ဒီ search engine ဆိုတာက internet ပေါ်မှာလိုချင်တဲ့အချက်လက်ကိုရှာဖွေဖို့ကူညီပေးနေတဲ့သူနဲ့တူပါတယ်ဒီပုံပေါ်မှာ search engine တချို့ကိုတွေ့လိမ့်မယ်သုံးများတဲ့ search engine တွေဖြစ်တယ်Google တို့ Yahoo တို့ Microsoft Bing တို့နော်ဒီမှာ Baidu ဆိုတာတော့တရုတ်နိုင်ငံမှာအသုံးများတဲ့ search engine site ကြီးတစ်ခုဖြစ်တယ်ကဲ Google ကနေပြီးတော့ပါပီပုံကိုရှာကြမယ်ရှာတဲ့အခါသက်ဆိုင်ရာပုံပါတဲ့ website လေးတွေကြာလာတာကိုတွေ့ဘူးကြတယ်မလားအဲ့တော့အဲ့ website ဆိုတာကဒီ internet library တစ်ခုထဲမှာရှိတဲ့အခန်းလေးတစ်ခုနဲ့တူတယ်အဲ့ဒီအခန်းမှာသူ့ရဲ့ content တွေရှိတယ်သူ့ရဲ့ကိုယ်ပိုင်နာမည်ရှိတယ်အဲ့တော့ဒီ content ဆိုတာဘာတွေလဲဆိုရင်အဲ့ဒီ website ပေါ်မှာ text စာသားလေးတွေရှိမယ်ဗီဒီယိုလေးတွေရှိမယ်နောက် link လေးတွေရှိမယ်ဒါကတော့ internet ပေါ်မှာတွေ့ရတတ်တဲ့ free website တွေနောက်အခကြေးငွေလစဉ်ကြေးတော့၎င်းနှစ်စဉ်ကြေးတော့၎င်းပေးသုံးရတဲ့website တွေစသဖြင့် website တွေအမျိုးမျိုးရှိကြတယ်ကလေးတို့ဘူဒုဒရအောင် website အမျိုးအစားဒီအကြောင်းကိုပြောပြမယ်education နဲ့ဆိုင်တဲ့ website တွေရှိမယ် school website တွေရှိမယ်
နောက်က game website တွေရှိမယ် movie website တွေရှိမယ်နောက် shopping website တွေရှိမယ်စသဖြင့်website တွေအမျိုးအစားမျိုးရှိကြတယ်internet ပေါ်မှာ website တွေအများကြီးရှိတယ်လို့ပဲ website တစ်ခုချင်းစီမှာလည်း web page တွေအများကြီးထပ်ပါတယ်ဒီမှာ Twine website လေးတစ်ခုမှာဆိုလို့ရှိရင် Twine တစ်ခုစီအတွက်ဒီခြားဖော်ပြတဲ့အချက်လက်တွေဖော်ပြထားတယ် page တစ်ခုချင်းစီကိုရှိပါတယ် internet ကိုအသုံးပြုပြီဆိုလို့ရှိရင်ကလေးတို့အတွက်လိုက်နာရမယ့် safety rule လေးတွေရှိတယ် online ပေါ်မှာကိုယ်နဲ့မသိတဲ့သတင်းကိုကိုယ့်ရဲ့ personal information တွေကိုမပြောပြရဘူး share မလုပ်ရဘူးကိုယ်နာမည်တွေကိုယ့်အသက်တွေကိုယ့်ရဲ့နေရာလိပ်စာတွေမိဘတွေရဲ့နာမည်တွေအလုပ်ကိုင်နေစသဖြင့်ပြောမပြရဘူးနောက်တစ်ချက်ကကိုမသိတဲ့ link တစ်ခုဆိုရင်လူကြီးမိဘတယောက်ကိုမေးပြီးတော့မှဒီ link ကို click လုပ်တင်တာမလုပ်ရဘူးလားဆိုတာမေးပြီးမှအသုံးပြုရမယ်နောက်ချက်ကတော့ကလေးတို့နဲ့သင်လျော်တဲ့ website လေးတွေကိုပဲအသုံးပြုပေးရမှာဖြစ်တယ်ဒီသင်ခန်းစာကိုအဆုံးထိကြည့်ရှုနားထောင်ပေးလို့ကျေးဇူးတင်ပါတယ်ဒုတိယပိုင်းလက်တွေ့ how to browse the internet ရဲ့လက်တွေ့ပိုင်းလေးကိုလည်းဆက်ပြီးတော့ရှင်းပြသွားဖို့ရှိပါတယ်ဆောင်ပေးပါ